အခုဒီမှာပုံတော်တွေကိုကျွန်မအလားတက်ပုံရိုက်နေတယ်အဲ့ခါမှာတတိယလို့တခုပြောပြပေးမယ်စချင်းကြောင့်စင်းလို့တော့ကိုဆေးအလွတ်ဆိုပြီးတော့အရန်လိုချင်ရတယ်ပေါ့နော်ဒီမှာပြောပြမယ်ဆေးလွတ်ရခြင်းရဲ့အကျိုးကျေးဇူးဟောဒီမှာဒါဆိုရင်အရေးသားဆိုရင်ဒီကြားထဲတွေကဘလို့ပဲပေါ့နော်ရောင်တော်တိချဖွင့်တစ်ခါတလေကြံကိုကြံတတ်တယ်လိုက်ကာသားမပါဘူးလိုက်ကာသားမပါလို့ရှိရင်ဖုံတွေကကြာလို့ရှိရင်ဒီထဲတွေသိလားဒီထဲတွေဝင်ပြီးတော့စိတ်သွားလိမ့်မယ်လိုက်ကာသားပါကိုပါကျမတို့လိုက်ကာသားတေချာကိုထည့်ပေးရတာလိုက်ကာတဘူးကိုအပြင်ဈေး3000ကျော်ပေါက်နေပြီရှင်နော်အဲ့လိုမျိုး3000တန်တဘူးမှဘလောက်ဖျန်းရလဲဆိုတော့2စုလောက်ပဲဖျန်းရတယ်။နောက်တိတိကျကျဖျန်းမယ်ဆိုပြောတာ။အဲ့တော့ဒီမှာဒါဆိုရင်စေးသားလုံးဝမပါဘူး။စေးသားမပါတဲ့အတွက်ဘာလက်ခံပေးရမလဲဆိုရင်ဒီမှာကြောက်ကြောလေးကတော့ကြောက်ကြောလေးတွေပါတယ်။ဒီမှာဆိုလို့ရှိရင်သူ့ရဲ့တဘာဝဒီလိုအမြင်လေးတွေပါတယ်ပေါ့နော်။ဒါကြောက်ကာလာလိုင်းမှာရှင်ဒီကြောက်စိမ့်ဈေးဝက်နဲ့တွားပြီးတော့ဒီကာလာလိုင်းကိုစကျင်ကြောက်မှာအနာဆိုပြီးတွားပြီးခေါ်ခွင့်မရှိဘူး။တကယ်လို့ဒါကိုအနာလို့တတ်မှတ်မယ်ကြောက်စိမ့်ဈေးကြောက်စိမ့်ကြောက်လိုမျိုးဖားကန့်ကြောက်စိမ့်လိုမျိုးလိုချင်တယ်ဆိုရင်ဖားကန့်ကြောက်စိမ့်ဈေးပေးရမယ်နော်။ပြော့ပြတာဒါဆိုရင်စကျင်ကြောက်မှာဘလောက်မှမရှိဘူးတခြားစီဘာမှမဆိုင်ဘူးအဲ့ဒါကိုဒီဖားကန့်ကြောက်စိမ့်နဲ့တော့ပြီးတော့ရှင်ပြီးတော့လေဒီလိုအရေးသားမှာဒီလိုအကျော်လေးတွေပါတာကိုအနာစာဆိုပြီးတော့ပြီးပြောလို့မရပါဘူးရှင်ဒါစကျင်ကြောက်နဲ့ဖားကန့်ကြောက်စီလုံးဝမတူဘူးစေးသားပါတယ်ဆိုတာကပေါ့နော်ဒီပေါ်လက်သားပေါက်ကိုပါရတယ်ဒီလိုအကျော်ပါတာမကြိုက်လို့ရှင်ဒါကိုစေးဖုံးရတယ်ဒီမှာဆိုရင်ဒီနားပဲပါမှာနော်စေးသားပါရင်ဒီနားပဲပါမှာအဲ့ခါမှာကြံတာကိုလိုက်ကာသားပါမယ်လိုက်ကာသားပါတော့လိုက်ကဖြန်းပေးရတယ်လိုက်ကာသားမဖြန်းရင်ဘာတွေဖြစ်လဲဒီမှာအဲ့လိုမျိုးဖြစ်တယ်ဒါလိုက်ကဖြန်းရအောင်မှာပြတာနော်ပြောပြတာဒီမှာလာဆိုလို့ရှိရင်လေသူ့ရဲ့ကြောက်အကျော်နော်ကြောက်ကလာလိုက်ကြောက်ကြောလို့ပြန်မကောင်းဘူးထင်တော့ကြောက်ကလာလိုက်အဖြူကလာလိုက်ပြီးရင်ဒီထဲမှာဆိုရင်ကွက်တေးဘာလို့ကွက်နေရလဲဒါကြောက်လေးတဘာဝကြောက်နော်တဘာဝကြောက်စစ်